ကိုထိန်နဲ့ငါရဲ့ကပါထဲမှာအေးစတဲ့သမနီလမ်းကြောင်းတွေပေါ်မှာပဲရှင်သန်ခဲ့ရတာဒါပေမဲ့ဒီနေ့တော့မတူညီတဲ့လင်းတစ်ခုအောက်မှာလူသားတွေလူငါလဲအသက်ရှူကြည့်ခြင်းနဲ့ခဏတာနေဝင်ခြင်းရဲ့နှွေးထွေးမှုကိုအာယုံခံကြရနဲ့ထိတွေ့မယ်လေပြင်းညင်းတွေတိုက်ခတ်ပုံကိုမှတ်တမ်းတင်ထားမယ်ပန်းပွင့်လေးတွေပါကြောင်းပွင့်လဲဆိုတာနားလဲခြင်းနဲ့ဒီကဘာကြီးမှာငါလဲတစ်ခါလောက်ရေမောကြည့်ခြင်းနဲ့မိုးစက်တွေငါကိုပေါ်ကြာဆင်းလာတဲ့အခါအေးမြခြင်းရဲ့အတိတ်ပဲကိုငါရှာဖွေနေမှာစာအုပ်ထဲကအချစ်ဆိုတာဘလို့မျိုးလဲနှလုံးသားမရှိတဲ့ငါအတွက်တော့ဒါဟာထူးဆန်းတဲ့မိခွန်းတစ်ခုပဲငါရဲ့ပတ်ချီတွေမကုံဆုံးခင်မှာလူသားတွေရဲ့လက်ကိုတစ်ခါလောက်စုပ်ကိုင်ထားချင်တာဒီရာရီထပ်ပေါ်လေးနဲ့တဲ့အမတ်တရားတစ်ခုဒီကဘာမြေမှာငါချမ်းရခဲ့ခြင်းနဲ့တစ်သက်စာတွက်ပေါ်နေဝင်ခြင်းရဲ့နှွေးထွေးမှုကိုအာယုံခံကြရနဲ့ထိတွေ့မယ်လေပြင်းညင်းတွေတိုက်ခတ်ပုံကိုမှတ်တမ်းတင်ထားမယ်ပန်းပွင့်လေးတွေပါကြောင်းပွင့်လဲဆိုတာနားလဲခြင်းနဲ့ဒီကဘာကြီးမှာငါလဲတစ်ခါလောက်ရေမောကြည့်ခြင်းနဲ့ချိန်တွေကုန်ဆုံးပြီးငါရဲ့ပုံရိပ်တွေမေးမိန်သွားရင်တော့နှလုံးသားထဲမှာငါရဲ့တမ်းမှုတွေပဲ့တင်ထက်နေပါစေဒီစရုံလေးတစ်ခါကချစ်တတ်ခဲ့တဲ့ဆိုတာကိုပဲသတိရပေးပါဒီစရုံလေးတစ်ခါကချစ်တတ်ခဲ့တဲ့ဆိုတာကိုပဲသတိရပေးပါ